我家到的 fashion designer ကိုစပြီးလောက်တာ3-4နှစ်လောက်ရှိပြီပေါ့နော်ရှိတော့ခါကျ man fashion ကိုပဲအဓိကလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ man fashion လုပ်တဲ့အချိန်မှာကျွန်တော်တို့ကအမျိုးသားဝတ်တွေမှာဆိုရင် suits တွေရှိတယ်ပြီးရင်ဒီတိုက်ပုံတွေရှိတယ်ပေါ့နော်အဲ့ကနေမှကျွန်တော်တိုက်ပုံအပြင်ဘာရှိသေးလဲဆိုတော့ဒီမြန်မာမှုတိုရင်းတွေကိုကျွန်တော်တွားတွေ့ရပေါ့သဘောကျသွားကျွန်တော် suits တွေကတော့လုံးဝကိုပိုင်နိုင်သွားပြီးကျွမ်းကျင်သွားပြီးလုံးဝကျွန်တော် suits ကိုလည်းကျွန်တော်နှစ်ချီပြီးပေါ့နော်တခြား research လုပ်ပြီးကျွန်တော်ဒီ suits တွေကိုပိုင်နိုင်ချုပ်တက်ပြီးဟုတ်ပြီကျွန်တော်တို့အနောက်တိုင်းကိုပဲချုပ်တက်နေလို့မရအောင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဖြစ်တဲ့ကျွန်တော်တို့ရဲ့မြန်မာရိုးရာဘက်ကိုလည်းကျွန်တော်တို့ကသွားမယ်အဲ့လိုမျိုးသွားမယ်ဆိုရင်ကျွန်တော်အနေနဲ့ဆိုရင်မြန်မာရိုးရာကိုဘယ်လိုပြောမလဲဒီအပေါ်ရန်လေးပဲမသွားချင်ဘူးပေါ့နော်ကျွန်တော်တို့ဒီရာဇဝင်တွေသိရမယ် theory တွေသိရမယ်ပြီးရင်ကျွန်တော်တို့ဒီထုံနှန်းစင်လာတွေသိရမယ်အဲ့တော့ကျွန်တော်ကကိုမိုးမင်းသိအောင်သွားပြီးတွေ့တာပေါ့ကိုမိုးကဒါသူကိုယ်တိုင်လည်းလုံးဝအဲ့ဒါတွေကိုလိုက်စားတယ်သူကိုယ်တိုင်လည်းမြက်နုံနုံကိုဝတ်တာအကိုကအဲ့လိုမျိုးဝတ်တဲ့အတွက်ကျွန်တော်ကို collab လုပ်ပေးပါအကိုစီကနေပြီးတော့ပညာလည်းရချင်တယ်ကျွန်တော်ပွဲလေမြန်မာမှုစစ်စစ်ကိုပြချင်တယ်ပေါ့နော်ကျွန်တော်တို့မန္တလေးဒီလုံးဝမြန်မာမှုစစ်စစ်နယ်မြေနယ်တွင်ကြီးတစ်ခုလုံးလည်းရှိတယ်အဲ့တော့နန်းဝင်းနန်းစာဒီကုန်းမောင်ခေတ်ကိုလိုနီခေတ်ဆိုတာကျွန်တော်တို့ဒီရနာပုံခေတ်ဆိုကျွန်တော်တို့မန္တလေးကနေပြီးတော့အစားပြတော့ကျွန်တော်တို့မန္တလေးရဲ့ပွဲမှာအကိုနဲ့ကျွန်တော် collab လုပ်ချင်ပါဆိုကျွန်တော်အကို request လုပ်တာတော့အကိုကလည်းလုံးဝကိုကောင်းကောင်းကြီးကျွန်တော်ကိုစိတ်ပါလက်ပါနဲ့ကိုအကုန်သူ့ရဲ့ရှိသမျှဟာအောက်သွန်ခွန်ဆိုင်ပြီးလုပ်တယ်ကျွန်တော်တို့ရဲ့မန္တလေးသားတွေဒီလိုမျိုးလုပ်ပြထားပါတယ်ပေါ့အဲ့ဒါကိုအဓိကပြောချင်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဖြစ်ဆက်ပြောဖို့ကတော့မရှိသလောက်ပါပဲအခုလက်ကျွန်တော်တို့တွေcomment လုပ်ထားတဲ့ဥစ္စာလေးဆိုရင်ဒါတကယ်ကိုအရန်ကောင်းတယ်ပြီးတော့ဒီဥစ္စာကျွန်တော်တို့က team work လေးဖြစ်သွားတာပေါ့နော်သူကဒီ fashion design ဘက်ကနေပြီးတော့သူကလည်းတာဝန်ယူရဲအခုကကြတော့လေဒီမြန်မာမှုလေးနဲ့ပတ်သက်တဲ့ဒီဥစ္စာကသူကပြောမယ်ဆိုရင်အရန်ကိုသူတည်ကျင်တယ်လေးလာကျင်တယ် sharing လုပ်ဖို့လူရှာပေါ့နော်အဲ့ဒီခါကျတော့ကိုကလည်းပြောရရင်ပုံမှန်လင်းလင်းကိုတည်ထားတဲ့ဥစ္စာကိုလေးလာထားတဲ့ဥစ္စာကို sharing လုပ်ချင်တယ်ပြီးတော့ဒါမှလည်းအကိုတို့မြန်မာမှုကဒါပေါက်ရောက်မှာပေါ့နော်ဒီနဲ့ပါတယ်အားရပါတယ်နောက်ထပ်လည်းအကိုစူးစမ်းနေမှာပါပြီးတော့လည်းဒါဘယ်လိုပဲကိုinvite လုပ်မယ်ဆိုရင်လည်းအကိုကပူပေါင်းပြီးလုပ်ပေးဖို့ကတော့အမြဲကြိုးစားလက်ပါကျတော့ fashion designer ရဲ့ size ကနေပြောကျွန်တော်နှစ်ခုလုံးကြိုက်တယ်နှစ်ခုလုံးကလည်းထဲထဲဝင်လောက်ရတာကြီးပဲလုံးဝကိုရော့မနေဘူးပြောမယ်ဆိုရင်အနောက်တိုင်းကလည်းသူတို့ဒီအနောက်တိုင်းရဲ့ရိုးရရင်ကြီးမှုပဲလေသူတို့လည်းခေတ်ဆက်ဆက်ကနေဒီဟာတွေကိုဝတ်ဆင်ပြီးပြင်ဆင်ပြီးဝတ်ဆင်ခဲ့ကြတာသူတို့လည်းဟိုတော့ဘလို့ဝတ်တယ်အခုဆိုရင်ဘလို့ဝတ်တယ်ပြောင်းသွားတာပဲအခုဆိုကျွန်တော်ဒီအနောက်တိုင်းစုစဲမှာလည်းကျွန်တော်ရင်တော့90-80တော့မျိုးဝတ်တဲ့ဟာမျိုးတွေကျွန်တော်ပါတယ်ပေါ့နော်အဲ့တော့သူတို့လည်းခေတ်ဆက်ဆက်ကျွန်တော်တို့မြန်မာတွေလည်းဒါကုန်းမောင်ခေတ်ပကံခေတ်ပြူခေတ်ဆိုပြီးတော့ဒါအခုရနာပုံခေတ်ကိုလိုနီခေတ်တွေမှာအဆက်ဆက်ဝတ်ခဲ့ကြအခုကျွန်တော်တို့လက်ရှိမှာတော့ဒီရေမုံတိုက်ပုံနဲ့ရင်စီတိုက်ပုံနဲ့လက်တက်ဆက်ထဲတွေလက်ဖြတ်ဆက်တွေဒါတွေပဲရှိတော့တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဒါပြန်လဲဖော်ထုတ်ကြတာပဲเนาะဒါကိုလည်းဒီနိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ဒါတရောင်းတနေရာနေတာဖော်ထုတ်ကြည့်တာပေါ့ကိုစွမ်းနိုင်တဲ့လောက်ပေါ့เนาะ